ဒီနေ့မှာတော့ကျွန်တော်တို့မြန်မာ Water Festival ဆိုတဲ့မြန်မာတကြံ game လေးကိုဆော့ပြတော့မှာပါတယ်ကျွန်တော်ကလီရောပါကဲကျွန်တော်တော့ဆော့ကြည့်လိုက်ရအောင်ဗျ let's go okay ဒီမှာလူတွေအများကြီးပေါ့နော်ဒီမှာဆော့နေတာ okay ကဲဒီမှာဆက်ဘိန်းတွေလည်းရှိတယ်မုတ်ဈေးတန်းတွေလည်းရှိတယ်ပေါ့နော်မိတ်ဆွေဒီမှာအင်ဂျီလေးလာကြည့်ပါဦးဝယ်လို့ရပြီနော်အော်အင်ဂျီရောင်းနေတာโอเคကျွန်တော်ဆက်ဘိန်းစီးနေပါတယ်အခုဟာဟျောက်ဆက်ဘိန်းဘယ်လိုစီးရလဲကွာငါလည်းစီးမတယ်ဟာဝင်တိုက်ကုန်ပြီကွာโอเคလမ်းပဲလျှောက်တော့မယ်ဗျာโอเคကျွန်တော်ဒီမှာရေပတ်မယ်ပေါ့နော်โอเคဒီအမကြီးကိုရေတော့ပတ်မယ်ပေါ့နော်โอเคရေပတ်မယ်โอเคရေပတ်မယ်ပေါ့နော်โอเคဒီကိုင်းတော့အရန်ကိုပျော်စရာကောင်းပါနဲ့လာကြည့်ပါဦးပြေးကြပါဦးလို့ဝှဆောင်လေးโอเคဒီမှာဆေးရောင်းနေတာပေါ့နော်အော်ဒီမှာလဲဂီတပွဲရှိတယ်ကွာမဟုတ်ကွာအော်အင်ဂျီဆိုင်ကွာဒီမှာအင်ဂျီပစိုးထမိန်တွေဝယ်လို့ရပြီနော်တစ်ထည်မှ9ချက်ပဲရှိတယ်ဝေးအော်ဒီမှာအင်ဂျီတွေရောင်းနေတာကွာโอเคဟာမိတ်ဆွေဒီမှာအင်ဂျီလေးလာကြည့်ပါဦးโอเคကျွန်တော်ဒီကိန်းကတကယ်ချင်းနဲ့ဆော့ရင်တော့အရန်ကိုပျော်စရာကောင်းပါတယ်ကျွန်တော်တော့တကယ်ချင်းတွေမအားလို့ပေါ့နော်โอเคကျွန်တော်ဒီကိန်းကရအောင်ပြောစားကောင်းပါတယ်ဟိုမှာဂီတပွဲလည်းရှိတယ်ပေါ့နော်ကျွန်တော်ကဲအဲ့ဒီလူတွေကိုကွမ်းအချစ်တွေပါထည့်ပေးနေပါပြီဟုတ်တယ်ကွာတကယ်မိုက်တယ်ဟာမိတ်ဆွေဒီမှာအင်ဂျီလေးလာကြည့်ပါဦးဟိုမှာအန်နွယ်ဆိုပါလားကွာဟယ်လိုဘရိုကျွန်တော်ကအလွယ်မှာဒီထဲကိုသွားမယ်ဆိုရင်ဖြင့်အင်္ဂလာရှိသောမန်လေးမျိုးကမင်းတို့မင်းတီထောင်ခဲ့တဲ့ညာနဲ့ဆန်ကျော်ရွှေနန်းတော်တွေကိုရောက်ရှိမှာဖြစ်ပါတယ်ခင်ဗျာဒီမှာကြော်ညာနေတာကွာโอเคလာဝယ်တဲ့သူတွေကိုကိုယ်ချစ်โอเคဒီမှာကြော်ညာရပေါ့နော်ဟာမိတ်ဆွေဒီမှာအင်ဂျီလေးလာကြည့်ပါဦးကတော့ပန်းလေးကိုကောက်ပြပါလားရှင်အော်ဒီမှာဗတောက်ပန်းတွေကူတော့ပေးနေတာကွာโอเคကဲဟိုဘက်ကိုရှောက်ပတ်ကြည့်အောင်ကွာโอเคဟိုဘက်မှာတော့ပတ်ကြည့်မယ်โอเคကဲဟိုမှာကျွန်တော်တို့ကပွဲလေးလည်းရှိတယ်ပေါ့နော်โอเคဒါကဘာလဲတော့မသိဘူးတူတီတာဆိုတော့စားရတယ်ကွအော်စတူဒီတာကွာစတူဒီတာတွေးနေလာပါဦးမနိုကြီးပေါ်ကြီးအလကားယူသွားလိုက်ရအောင်အော်စတူဒီတာဖြစ်ကြွေးနေတာကွာโอเคဘလောက်ပန်းယူမယ်โอเคဒီမှာကနေကြတာပေါ့နော်ကျွန်တော်ဟုတ်တယ်ဟာကနေကြတာဒါဟုတ်တယ်ကွာကနေကြတာပျော်ရှာကြီးကွာโอเคဟိုဘက်မှာရေတော့ပတ်မယ်ပေါ့နော်
โอเคဟိုဘက်မှာကျွန်တော်တို့သွားပတ်ကြည့်မယ်ပေါ့နော်ကျွန်တော်လေးကိုပျော်စရာကောင်းပါလေဗျာဒီ game မှာโอเคဟိုကောင်ကတကယ်အန်ဝင်ဆက်လာမတည်ဘူးကွာ အဲ့လိုဘရိုကျွန်တော်ကအလွယ်မှာဒီထဲကိုသွားမယ်ဆိုရင်ဖြင့်မင်္ဂလာရှိသောမန္တလေးမြို့ကမင်းသုံးမင်းတည်ထောင်ခဲ့တဲ့ညာနဲ့ဆန်ကျော်ရွှေနန်းတော်တွေကိုရောက်ရှိမှာဖြစ်ပါတယ်ခင်ဗျာ တော်ကြီးကွာနားမထောင်တော့ဘူးโอเคကျွန်တော်တို့ဒီတကြံ game လေးကတော့ပျော်စရာကောင်းပါတယ်ကက် TV လေးပေါ်ကြရင် like subscribe လုပ်ပြီးတော့တောင်းဆိုပါတယ်နောက်ထပ်ပိုကောင်းတဲ့ video လေးနဲ့ပြန်ဆိုတော့ကြပါဦးမယ်ဗျကျွန်တော်တို့ဒီမှာရေဆော့လိုက်ကြရအောင်ဗျ see you bye